ကျွန်တော် fighter လေး Joshua Ban ကသူ့ရဲ့ idea custom design နဲ့ထုတ်လုပ်ထားတဲ့ pistol တစ်လက်အကြောင်းမှာပြီးခဲ့တဲ့ရက်ပိုင်းတွင်းက Joshua Ban ဟာအဲ့ဒီတနက်အတိုလေးကိုပြည်သက်တွေကိုချပြသွားတယ်ဒီသူ့ရဲ့အပေါ်ယံကာဘာကဘယ်လိုပုံစံမျိုးထုတ်လုပ်ထားလဲဆိုတော့ဒီချင်းတွေရဲ့အဝတ်အစားဒီဇိုင်းတွေမှာအသုံးပြုလေးရှိတဲ့တခြားဒီဇိုင်းကိုအသုံးပြုထားတယ်ပြီးတော့ကြတော့ The Fearless ဆိုတဲ့သူ့ရဲ့ fighter nickname ကိုလည်းရေးထားတယ်အဲ့ဒီအပြင်ဒီသူချန်ပီယံဖြစ်ခဲ့တဲ့ December လ6ရက်နေ့ဆိုတဲ့ရက်စွဲကိုလည်းဒီတနက်ပေါ်မှာရေးထွန်းထားတယ်ဘလို့အကြောင်းရင်းကြောင့်လဲဆိုတော့သူချန်ပီယံဖြစ်တဲ့အထိတ်မဲ့ပုံစံမျိုးနဲ့ဒီတနက်ကိုသူက custom design လုပ်ပြီးတော့ထုတ်လုပ်ခိုင်းတာတနည်းပြောရရင်ချင်းတောင်မှနေတဲ့ချင်းတွေကတူမီကန်ရတာဝါရဏပါကြတယ်ဒါကြောင့်မို့ Joshua Ban ကလည်းတက်ဆက်ကိုရောက်သွားတဲ့အချိန်မှာတူမီမကန်တော့ဘဲနဲ့အတူလေးကန်လိုက်တယ်လို့ဆိုကြည့်ချင်းပါတယ်တစ်ချိန်တည်းမှာ UFC ကလည်းသူတို့ရဲ့2025ခုနှစ် UFC Award ဆိုတဲ့ပုံစံမျိုးနဲ့သူတို့က website ပေါ်မှာဇက်တိုက်ကြေညာခဲ့တယ်အဲ့ဒီထဲမှာလည်း Joshua Ban နဲ့ Brandon Roberto ထိုးသက်ခဲ့တဲ့ပွဲက Fight of the Year အဖြစ်သတ်မှတ်ခံရတယ် Joshua Ban ကတော့ Fighter of the Year ဆုဆန်ကတင်စီးမှာလည်းပါဝင်နိုင်ခဲ့တယ်ပြီးတော့ကျတော့ show notice နဲ့ပြည်သက်တွေအံ့အားသင့်သွားအောင်စွမ်းဆောင်နိုင်တဲ့ fighter စီးမှာလည်းပါဝင်နိုင်ခဲ့ပါတယ်ဒါအပြင်အချက်လက်ပိုင်းဆိုင်ရာကိန်းဂဏန်းတွေကိုအဓိကသားပေးဖော်ပြလေးရှိတဲ့ Shoutout website ကလည်း Joshua Ban နဲ့ Brandon Roberto ထိုးသက်ခဲ့တဲ့ပွဲကို Fight of the Year အဖြစ်သတ်မှတ်ခဲ့တယ် Joshua Ban ကိုတော့ဒီ2025ခုနှစ်ရဲ့ Fighter of the Year ဆုသတ်မှတ်ခဲ့ပါတယ် Joshua Ban ကဘလို့အကြောင်းရင်းကြောင့် Shoutout ကနေသတ်မှတ်ခဲ့တဲ့ Fight of the Year ဆုဆန်ကတင်စင်မဲ့ရရှိခဲ့တာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်နားလည်လောက်ပြန်ပြီးပြောပြခြင်းသေးပါတယ်အခြားသော MMA မီဒီယာကြီးတွေကတော့ Fighter of the Year ဆုအတွက်တော့ Marat Dvalishvili ကိုသတ်မှတ်ခဲ့တယ်ဒါကတယောက်နဲ့တယောက်ကြီးတဲ့ perspective မတူကြတာ MMA မီဒီယာကြီးတွေကတော့ဒီ Marat Dvalishvili က2025ခုနှစ်အတွင်းမှာချန်ပီယံကပတ်စိန်ခေါ်ပွဲ၄ပွဲအထိထိုးသက်သွားတယ်၃ပွဲကအောင်မြင်မြင်ကာဝယ်ပြနိုင်ခဲ့တယ်နောက်ဆုံးပွဲမှာတော့ရှုံးနေတယ်ဒီအနေအထားမျိုးကမြင်တွေ့ရခဲ့များဒီလိုပုံစံမျိုးနဲ့သူတို့က Marat Dvalishvili ကိုသတ်မှတ်ခဲ့တာ Shoutout website ကတော့ Joshua Ban က2025ခုနှစ်အတွင်းမှာစုစုပေါင်း၄ပွဲထိုးတယ်အဲ့၄ပွဲစလုံးအနိုင်ရတယ်2025ခုနှစ်အစပိုင်းတုန်းက ranking သွင်းတာဝင်ရောက်နိုင်ခြင်းမရှိခဲ့တဲ့ fighter လေးဟာ2025ခုနှစ်နှစ်ကုန်ပိုင်းရောက်တဲ့အချိန်မှာတော့ချန်ပီယံဖြစ်သွားတယ်ဒါလို့သောအကြောင်းရင်းတွေကြောင့်သူတို့က Fighter of the Year ဆုသတ်မှတ်ခဲ့တာဆိုပြီးရှင်းပြသွားတယ်မီဒီယာတစ်ခုနဲ့တစ်ခုအကြားဒါတွေကတော့ perspective မတူကြတာသတင်းကောင်းတစ်ခုကိုပြောရမယ်ဆိုရင်တော့ဒီ UFC 323ပြိုင်ပွဲမတိုင်ခင်တုန်းက flyweight တက်မှာနိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းကိုပန်ဒိုဂျာကရယူနိုင်ခဲ့တာသူကစုစုပေါင်း10ပွဲဆက်တိုက်အနိုင်ယူပြီးနိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းကိုရယူထားတာဖြစ်ပါတယ်သို့တော်လည်းပဲ Joshua Ban ကိုရှုံးနေပြီးမှတော့လက်ရှိ flyweight တက်မှာနိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းကကျွန်တော်တို့ရဲ့ချင်းလူငယ် fighter လေးကပိုင်ဆိုင်ထားပါပြီ Joshua Ban လက်ရှိ UFC မှာထိုးသက်ထားတဲ့စုစုပေါင်း6ပွဲဆက်တိုက်အနိုင်ယူထားတယ်လက်ရှိ flyweight တန်းရဲ့နိုင်ပွဲဆက်အများဆုံး fighter ကိုပြရပါဆိုရင် Joshua Ban ကိုပြရတော့မှာဖြစ်ပါတယ်